မိုးကြိုက်တဲ့သူတွေရောမိုးဆိုင်ရှင်တဲ့သူတွေပါစိုးရိမ်နေရှိတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့မိုးစားလိုက်ရင်အစိတ်တောက်ဖြစ်မှကြောက်တာနဲ့မိုးဆိုင်ထုတ်ဝယ်ဆိုင်လို့ရှိရင်လည်းမိုးထွက်မကောင်းမှကိုကြောက်ကြတယ်စနစ်တကျပြင်ဆင်ထားတဲ့မိုးထုတ်ကမှစိုက်ပျိုးသူအတွက်လည်းစိတ်ချမ်းသာမှုပေးနိုင်တယ်လို့စားသုံးသူအတွက်လည်းဘေးကင်းလုံခြုံမှုကိုပေးနိုင်တာဖြစ်ပါတယ်တကယ်လို့မိုးဆိုင်ထုတ်ကပေါင်းမနှံ့ရင်မိုးမျိုးထည့်လိုက်တာနဲ့မိုးမထွက်တဲ့အပြင်မိုးရိုင်းလို့ခေါ်တဲ့အမဲရောင်မိုးတွေအစိမ်းရောင်မိုးရိုင်းတွေဝင်လာတတ်ပါတယ်အဲ့ဒီလိုအဆင်မမီတဲ့မိုးထုတ်တွေကြောင့်ငွေကုန်လူပန်းဖြစ်ရတာစစ်ပြဖို့ကောင်းပါတယ်နော်ဒါကြောင့်ကျွန်တော်တို့စီမှာအရေးသွေးကိုနံပါတ်1ထားပါတယ်မိုးထုတ်တွေကိုအပူချိန်100နဲ့9နာရီကြာအောင်စနစ်တကျပေါင်းပါတယ်ပေါင်းပြီးတာနဲ့ချက်ချင်းထုတ်တာမျိုးမဟုတ်ပဲပေါင်းအိုးထဲမှာတင်တော့နောက်ထပ်3နာရီလောက်အပူချိန်နဲ့နှက်ထားသေးပါတယ်ဒီလိုလှုပ်ရှင်းအားဖြင့်မိုတိုထဲမှာရှိတဲ့မလိုလားအပ်တဲ့ဗက်တီးရီးယားပိုးမွှားတွေမှန်သမျှကိုအားလုံးသိစေပါတယ်နောက်မှမိုပေါင်းအိုးကိုဖွင့်အေးခမ်းနောက်နေ့ကျမှတန်ရှင်းလက်ဆက်တဲ့မှုမျိုးတွေကိုဂရုတစိုက်ထည့်ပါတယ်ဒီလိုအဆင့်စနစ်တကျလှုပ်ဆောင်ထားတာကြောင့်ကျွန်တော်တို့စီကမှုထုတ်တွေကဓာတုကင်းစင်ပြီးဝေဥပ္ပအန္တရာယ်မရှိသလိုမှုထုတ်ကလည်းအထွက်ကောင်းမွန်တာအမှတ်ခံပါတယ်စားသုံးသူတွေအတွက်လက်ဆက်ပြီးအရသာပြေဝတဲ့မှုတွေကိုစိတ်ရှက်လက်ရှဝယ်ယူနိုင်ပါပြီမှုဆိုင်ပြိုးသူတွေအတွက်လည်းမှုထွက်ကောင်းမှသေချာတဲ့မှုထုတ်တွေကိုလက်ကားစင်းနှုံးနဲ့ရောင်းချပေးနေပါပြီမိသားစုကျန်းမာရေးအတွက်ဖြစ်ဖြစ်ကိုယ်ပိုင်ဝင်ငွေရရှင်လို့ပဲဖြစ်ဖြစ်စနစ်တကျထုတ်လုပ်ထားတဲ့ကျွန်တော်တို့တိန်ထူးစိုက်ပျိုးရေးမိုရှန်ကမိုနဲ့မိုထုတ်တွေကိုအခုပဲဆက်သွယ်မှာယူလို့ရပါပြီကဲဟင်းချက်ဖို့ပဲလို့မိုစိုက်ပျိုးဖို့မိုထုတ်ပဲလို့0939999924ဖုန်းနံပါတ်ကိုဟယ်လိုလိုက်အောင်ပါပဲခင်ဗျာဗိုက်ဘာကလည်းဆက်သွယ်လို့ရနိုင်တယ်လို့အိမ်ရောက်ပို့ဆောင်ပေးမဲ့ဝန်ဆောင်မှုလည်းရှိတာမို့အခုပဲဖုန်းလေးကောက်ကန်ပြီးအော်ဒါတင်လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ